ယောဂဖြာပေါ်မှာ easy pose အနေထားလေးနဲ့ထိုင်မယ်။ဘေးရှိအတွင်းညာရှိအပြင်တင်မလေးကိုနှုတ်ပြီးတော့ထိုင်ထားမယ်။ပခုံးကြောလေးတွေလျှော့ရှာထားပေးမယ်။ခါကြောလေးတွေလျှော့ရှာထားပေးမယ်။လက်လေးကိုဒူကောင်းလေးပေါ်လက်ဘွားပလက်လက်ညှိုးလက်မထိတ်ထိတဲ့ကျန်တဲ့လက်သုံးချောင်းစမ်းထုတ်ထားပေးတယ်။မျက်လုံးလေးကိုခပ်ဖွားဖွားလေးအလင်းကွဲသလောက်လေးဖုံးအုပ်ထားပေးတယ်။နှာခေါင်းကရှူသွင်းတဲ့လေးကိုတီးပေးတယ်။နှာခေါင်းကနေရှူထုတ်တဲ့လေးကိုတီးပေးမယ်။နှာဖူးကြောတွေလျှော့ထားပေးမယ်။မျက်ခုံးကြောတွေလျှော့ထားပေးမယ်။အာယုမေယိုလေးတွေတင်းနေတတ်တဲ့လျှော့ရှာထားပေးမယ်။ပခုံးကြောလေးတွေလျှော့ထားမယ်။ကြောရွမကြီးကိုတဲ့မတ်စွာထိုင်ထားမယ်။စိတ်နဲ့ခန္ဓာတသားတည်းဖြစ်အောင်ရှူသွင်းတဲ့လေးနဲ့ရှူထုတ်တဲ့လေးတွေမှာပဲအာယုံစိုက်ထားပေးမယ်ပုံမှန်တိုင်းလေးပဲရှူသွင်းရှူထုတ်လုပ်နေမယ်ဖြည်းဖြည်းချင်းမျက်လုံးလေးကိုဖွင့်ကြည့်မယ်လက်လေးနှစ်ချောင်းကိုရှက်ပြီးတော့မှရှေ့ကိုဆန့်သွန်းတင်နိုင်မယ်ရှူသွင်းတဲ့လေးနဲ့တူတူလက်ကိုအပေါ်ကိုဆန့်ထားမယ်တထောင်စစ်ကိုရရင်ဆွဲဆန့်ထားမယ်လက်မောင်းလေးကိုနှရွက်နဲ့တန်တန်လေးဖြစ်အောင်ထားမယ်ထက်ရရင်နှရွက်နောက်ကိုပို့မယ်ဆန့်ထုတ်ထားပေးတယ်အသက်ကိုရှူသွင်းတယ်ရှူထုတ်တယ်ဖြည်းဖြည်းချင်းဆန့်ထားတဲ့လက်လေးကိုနောက်စီနာမှာထားတယ်ရင်ဘတ်ကိုပွင့်နောက်ကျောသားကိုညှစ်ခေါင်းလေးမေးချိုးမော့ကြည့်ထားမယ်ရင်ဘတ်ရဲ့တင်းအားလေးခံစားမယ်ရှူသွင်းမယ်ရှူထုတ်ရှူသွင်းမယ်ရှူထုတ်တဲ့လေးနဲ့တူခေါင်းလေးကိုငုံရှာလိုက်တယ်မေးစည်းနဲ့ရင်ဘတ်ကက်လောက်တဲ့ထိငုံထားပေးမယ်နောက်ကျောလေးတွေတင်းနေတာလေးခံစားသိပေးမယ်ဟုတ်ပြီနောက်တစ်ချိန်လေးရှူသွင်းလာခဲ့တယ်လက်လေးအပေါ်ကိုဆန်းလက်မလေးနဲ့မေးစည်းလေးကိုမေးထိုးမော်တယ်နှာခမ်းလေးစီးထားပြီးလက်ပင်ကျောလေးတွေတင်းနေအောင်ဆွဲမော့ထားပေးမယ်နောက်စီကြောပြင်ရရင်ကတ်ထားပေးမယ်ဖြည်းဖြည်းချင်းရှူလာခဲ့တယ်လက်လေးကိုနောက်တစ်ချိန်နောက်စီလေးမှာထားထပ်ပြီးတော့ဖိရှာထားပေးတယ်ရှူသွင်းတယ်ရှူထုတ်တယ်ဟုတ်ပြီဖြည်းဖြည်းချင်းလက်လေးလှုပ်ဝိုင်းပြီးတော့သိမ့်မယ်လေပင်ကြောလေးလျှော့မယ်လက်ချောင်းလေးကကြံမြင့်ပေါ်မှာခြောက်ထားမယ်ရှူသွင်းတဲ့ရှူထုတ်တဲ့လေးနဲ့တူညာဘက်လေးကိုစောင်းရှာတယ်မျက်နှာလေးကိုဘယ်ဘက်အပေါ်မျက်နှာချက်ကိုကြည့်တယ်နောက်တစ်ချိန်ရှူသွင်းတဲ့ရှူထုတ်တဲ့လေးနဲ့တူတူဘယ်ဘက်ကိုစောင်းရှာမျက်နှာလေးညာဘက်တောင်ကိုမော့ကြည့်တယ်ရှူသွင်းမယ်နောက်တစ်ချိန်ရှူထုတ်နေရည်နဲ့ပကုံးလေးနဲ့ကလောက်တဲ့ဒီထိထားပြီးတယ်ရှူသွင်းတယ်ရှူထုတ်စံကျင်ပါလေးကြည့်ထားပြီးလက်လေးလက်ချောင်းထိပ်လေးတွေကျမ်းမြင့်နဲ့ထိလို့ရရင်ထိထားပြီးတယ်ရှူသွင်းမယ်နောက်တစ်ချိန်ဒီတစ်ခေါက်ထပ်ရရင်ညာလက်လေးအပေါ်ကိုဆန်းဘယ်ဘက်နှစ်ထင်ပေါ်လေးကိုကိုင်ဆွဲဖိချကြည့်မယ်ရသလောက်လေရှူတယ်ထုတ်နောက်တစ်ပတ်ရှိမိဘယ်လက်လေးပေါ်ကိုဆန်းညာလက်ထင်လေးကိုကာမီဆွဲရှာထားပြီးကြည့်တင်းအားလေးခံစားမယ်ရှူသွင်းတယ်ရှူထုတ် relax ဟုတ်ပြီလက်လေးကိုဘေးဆန်ထားမယ်ရှူသွင်းတယ်ရှူထုတ်တဲ့လေးနဲ့အတူတူပခုံးလေးကိုထိကြည့်တယ်ရှူထုတ်ရှူထုတ်ရှူထုတ်လက်ချောင်းလေးဆန်းထားမယ်လက်မောင်းကွာဝေးသည်လက်မောင်းရဲ့ level သည်ပခုံး level ဖြစ်ရမယ်ရှူလာတဲ့တောင်စစ်ထိတယ်ရှူထုတ်တယ်နောက်ကိုလက်ခုံထိပြန်ရှာလေးရှူသွင်းတောင်စစ်ထိရှူထုတ်တယ်လက်ခုံထိပြန်ထရှူသွင်းမယ်ရှူထုတ်3ရှူထုတ်4ရှူထုတ်5ပြောင်းမြန်လေးပြန်သွားမယ်လက်ခုံထိတဲ့တောင်စစ်ထိပြန်ရှာ1 2ရှူသွင်းတဲ့လက်ခုံထိရှူထုတ်တောင်စစ်ထိပြန်ရှာ3 4 shoe toe 5 relax နောက်တစ်ချိန်လက်လေးဘေးဆန်ထားမယ်ရှူသွင်းတယ်ရှူထုတ်တဲ့လေးနဲ့ဒူညာဘက်လေးကိုဆွဲလှည့်လိုက်ပြီဟုတ်ပြီရှူသွင်းမယ်ရှူထုတ်ဘက်လေးကိုဆွဲလှည့်ထားမယ်နောက်မှာရှာထားတဲ့လက်ဒီကျဲမြင့်ပေါ်မှာရှာထားထောက်ထားပြီးတယ်ရှေးကလက်ဒီဒူကောင်းလေးကိုကန့်လန့်ဖြတ်ပြီးတော့ခါကြောလေးရှော့ထားပြီးလေးရှူသွင်းရှူထုတ်တဲ့လေးနဲ့တူရတဲ့လောက်လေးဆွဲလှည့်ကြည့်တယ်ရှူသွင်းလက်ဘေးဆန်းနဲ့ရှူထုတ်ဆွဲလှည့်ထားမယ်ရှူသွင်းနဲ့ရှူထုတ်ဆွဲလှည့်ထားမယ်ဒီဟာကရှူသွင်းရှူထုတ် tricks လုပ်ခြင်းအပြင်ခန္ဓာကိုယ်ကလေးစားထဲမှာရှိနေတဲ့
အစာရေးအင်္ဂါအစိပ်ပိုင်းတွေအတွက်အားကောင်းစေတယ်လေရှုသွင်းနေရှုထုတ်မြများလေးရသလောက် tricks လုပ်တယ်ရှုသွင်းနေရှုထုတ်ရှုသွင်းမယ်ဒီတဲ့ကလက်လေးအပေါ်လေးကိုဆန်ရှုထုတ်တွေလေးနဲ့တူကြောလေးကိုဖျောက်ပြီးတဝက်တီတီရှိုးရှာထားမယ်တဝက်မရရင်45 degree မှာရှိုးရှာထားတဲ့လက်ကိုဆန်ကြောကိုဆန်ရှူထားတဲ့ပြန်ဆန်ထုတ်တယ်ရှုထုတ်ဝိုက်ပြီးတော့တိမ့်မယ်ဟုတ်ပြီနောက်တစ်ခါလေးအာရပါရရှုသွင်းနေရှုထုတ်တဝက်တီတီရှိုးရှာတယ်ထိုင်ရရဲ့လက်ချောင်းလေးတွေကြမ်းမြင့်ကိုထိကြည့်တယ်ရှုသွင်းနေကြောလေးဖြောက်ရှုထုတ်ထိုင်ရရဲ့တောင်စလေးကြိုးစားပြီးထိကြည့်ရမျက်နှာလေးကရှေ့တက်တဲ့ကိုပဲကြည့်နေအောင်မယ်ဘိုက်လေးကိုဆွဲရှက်ထားပြီးကြောရည်ဖြောင်းထားပြီးရှုသွင်းလက်လေးပေါ်ကိုဆန်ထုံးဝိုက်ပြီးသိမ့်မယ်ဟုတ်ပြီဒီတစ်ခါကျွန်တော်တို့ရဲ့ဘေးရှည်လေးကိုဆန်ထုတ်ကြည့်မယ်ညာရှည်လေးကကွေးပြီးရောရှန်ထားမယ်တင်မလေးနှုတ်ထိုင်တဲ့လက်လေးလေးရှူပေါ်ကိုဆန်ထုံးဖြည်းဖြည်းချင်းလေးရှည်လေးကိုဆန်ကိုင်းရှာထားပြီးထရရဲ့လက်ချောင်းလေးကျမ်းမြင့်ကိုထိမျက်နှာလေးကရှည်တဲ့ကိုကြည့်ရှုသွင်းနေရှုထုတ်ထရရင်ရှည်ဖနှောက်လေးရအောင်ကိုင်းရရင်ဒူကောင်းလေးနဲ့နှစ်ဖူးလေးနဲ့ဆွဲထိကြည့်မယ်လေးရှူလက်လေးပေါ်ဆန်ထုံးဝိုက်ပြီးသိမ့်မယ်ဟုတ်ပြီလဲချထားတဲ့ကျွန်တော်တို့ရဲ့ရှည်တောက်လေးဒူလေးထောင်လိုက်ပြီးစံကျင်ဘက်လက်လေးကန်လန့်ဖြတ်တယ်နောက်တစ်ဖက်အနားကိုသွားပြီးဆွဲလှည့်ကြည့်မယ်ရှုသွင်းနေရှုထုတ်တဲ့လေးနဲ့တူအမြင်များလေးဆွဲလှည့်မယ်လက်ထောက်ထားတဲ့လက်လေးဝိုက်ပြီးတော့ပြန်သိမ့်မယ်ဒီတစ်ခေါက်ထပ်ရရင် advance board အနေနဲ့ရှည်တောက်လေးကို crossing လေးရှိတ်လိုက်တယ်တင်မရဲ့ညီနေအောင်ထိုင်မယ်ကျွန်တော်တို့ရဲ့ဘယ်လက်လေးကဒူကလန်ဖြက်ညာလက်အနောက်မှာ6ဆွဲလှည့်ထားမယ်သစုံလေးကုံသွားအောင်ရှုထုတ်တယ်ရှုသွင်းနေရှုထုတ်ဖြည်းဖြည်းချင်းလေးလဲဝိုက်ပြီးတော့သိမ့်မယ်ဒီတခါရှည်တောက်လေးဘေးညာရှိမ့်မယ်ညာရှည်ဆန်းထုတ်တယ်ဘေးရှည်လေးကွေးထားပြီးလေးရှူလက်ပေါ်ဆန်းထုံးဖြည်းဖြည်းချင်းလေးတဝက်တိတိရှိုးရှာထရတော့မှကျမ်းမြင့်ကိုထိထရတောင်စေထိထရရဲ့နှစ်ဖူးဒူးဆွဲထိရှုသွင်းနေရှုထုတ်စိတ်ကိုလျှော့ရှုသွင်းနေရှုထုတ်စိတ်ကိုလျှော့ရှုလိုက်ရင်ကောင်းမောကြည့်တဲ့လက်လေးပေါ်ဆန်းဝိုက်ပြီးသိမ့်မယ်လဲချထားတဲ့ဘေဒူလေးထောင်လိုက်ပြီးညာလက်ဘေဒူကလန့်ဖြတ်တဲ့ဘယ်လက်အနောက်မှာသွားထောက်ထားပြီးလေးရှူတဲ့ထုတ်ဆွဲလက်မရရင်လက်လေးအပေါ်လေးမှာပဲထောင်ထားပြီးရရင်တော့ကျွန်တော်တို့ရှီဖွားအောက်ထဲကိုထည့်ထားမယ်ဟုတ်ပြီ relax လျှော့ထားမယ်ဟုတ်ပြီဖြည်းဖြည်းချင်းလေးခြေထောက်လေးပြန်ပြီးရှိတ်တယ်အစောကလိုပဲကျွန်တော်တို့ညာလက်လေးဒူကောင်းကလန့်ဖြတ်ဘယ်လက်နောက်မှာချဆွဲလက်ရင်ဘက်လေးပါဖွင့်ထားပြီးထရရင်တကောက်ကွေးအောက်ထဲကိုလက်လေးထည့်ထားပေးမယ်လေရှုသွင်းနေရှုထုတ်ဟုတ်ပြီဝိုက်ပြီးတော့သိမ့်မယ်ဒီတစ်ခါရှည်တောင်နှစ်ချောင်းလုံးစမ်းထုတ်ထားမယ်ရှည်တောင်လေးတွေခါကြည့်မယ်ဟုတ်ပြီထက်ရတယ်ဆိုကျွန်တော်လက်လေးကရှည်ဖွားလေးကိုကိုင်ဆွဲဖိထားမယ်မရရင်ဒူကောင်းတာထက်ရရင်ရှည်သလုံးတစ်ဝက်အကုန်ရသွားမယ်ဆိုရင်တော့ရှည်ဖနှောက်ရှည်ဆောင်လေးကိုကိုင်မယ်ဖြည်းဖြည်းချင်းလေးရှူထုတ်ရင်းနဲ့ကိုလေးကိုင်းရှာထားလေးရှူလက်လေးပေါ်ဆန်းထုံးဝိုက်ပြီးသိမ့်မယ်ဒီတစ်ခါ butterfly position လေးကိုသွားကြည့်ရအောင်ရှေ့ဘွားနှစ်ခုလုံးပူထားပြီးလက်လေးပတ်တာချိတ်ချိတ်တယ်ရှေ့ပမိုးကိုလှမ်းကင်ထားမယ်ခါလေးမတ်ကြော်လေးဆန်းရင်မလေးဖွင့်ထားပြီးဒူကောင်းလေးကိုအပေါ်အောင်လှုပ်ခတ်ထားပြီးတယ်လေးရှူသွင်းနေရှူထုတ်စိတ်ကိုလျှော့ရှူသွင်းမယ်ရှူထုတ်စိတ်ကိုလျှော့ထရလေးရှူသွင်းနေရှူထုတ်တဲ့လေးနဲ့တူဖြည်းဖြည်းချင်းတဝက်တီတီရှိုးရှာမယ်ရတယ်ဆိုတောင်စီလေးကျမ်းမြင့်ထိထရရင်နှစ်ဖူးလေးနဲ့ကျမ်းမြင့်လေးနဲ့ဆွဲကတ်ကြည့်ထားမယ်လေကုံသွားအောင်ရှူထုတ်ရှူကောင်းလေးမောကြည့်တဲ့လက်လေးအပေါ်ဆန်းထုံးဝိုက်ပြီးသိမ့်မယ်အဲ့ဒီဒူကောင်းတစ်ခုလုံးကိုယ်ဆွဲပိုက်ထားမယ်ဒူလေးထောင်ဆွဲပိုက်ထားကြည့်မယ်ကြောရိုးမလေးတွေတက်တောင့်တက်တာဖြစ်အောင်ရှူသွင်းနဲ့ရှူထုတ်တဲ့လေးနဲ့ဒူကောင်းဝုန်းရှာထားပြီးမိမိကိုယ်ကို set flap လေးလည်းပြတဲ့အနေနဲ့မြလေးဆွဲပိုက်ထားပြီးတယ်ဟုတ်ပြီဒါဆိုကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းလေးလည်းတောင့်တတဖြစ်သွားပြီခန္ဓာကိုယ်အောက်ပိုင်းလေးလည်းတင်းအားလေးတွေပြီးရော့သွားပြီလဲရှာထားမယ်အစောကလိုပြန်ပြီးကျူကောင်းလေးကွေးပြီးတော့မှဆွဲပိုက်ထားမယ်ကြောရိုးမတစ်ခြားလုံးကိုတောင့်တတလေးအနာပေးထားတယ်
ရှုသွင်းရှုထုတ်ဖြည်းဖြည်းချင်းကွေးထားတဲ့ရှေ့ရောက်လေးစမ်းထုတ်လိုက်တယ်ရှေ့ရောက်လေးကိုဖြာကြည်လေးရှဲတယ်ရှေ့ဆောင်လေးဆောင်းချထားတယ်လက်လေးကလက်ဖွားပလက်လေးခန္ဓာကိုယ်အနည်းနည်းနည်းအဝေးလေးမှာထားပြီးခန္ဓာရဲ့တင်အားစိတ်ရဲ့တင်အားလေးတွေလျှော့ချထားမယ်စာဘာစနာ pose ခေါင်းကနေရှေ့အဆုံးတင်းနေတဲ့တင်အားလေးအားလုံးလျှော့ချထားပြီးမယ်ရှုသွင်းတဲ့လေးကိုလည်းတည်ပြီးတယ်ရှုထုတ်တဲ့လေးကိုတည်ပြီးတယ်ညာလက်လေးကောင်းတဲ့ဆန်းဆန်းလေးဆက်နဲ့ခန္ဓာကိုယ်တစ်ခုလုံးညာဘက်ကိုစောင်းလေးအိရှာလိုက်တယ်။ပြီးတိုင်းလေးအိရှာတဲ့အနေထားလေးနေထားပြီးဖြည်းဖြည်းချင်းလက်ထောက်အားလေးသုံးပြီးချထိုင်ပြီးတယ် easy pose အနေထားလေးမှာထိုင်ထားပြီးမယ်။ဒူကောင်းလေးပေါ်လက်ဖွားပလက်လက်ညှိုးလက်မထိတ်ထိတဲ့ကျန်တဲ့လက်သုံးချောင်းဆန်းထုတ်ထားတယ်။ခန္ဓာကိုယ်တစ်ခုလုံးတင်းနေတဲ့တင်အားလေးအားလုံးရော့ကျသွားပြီ။စိတ်ရဲ့တင်အားခန္ဓာရဲ့တင်အားလေးအားလုံးရော့ကျသွားပြီ။လက်လေးဝိုက်ပြီးပေါ်လေးကိုစမ်းထားပြီးမယ်ရှူထုတ်တဲ့လေးနဲ့တူတူရမက်ရှိလောက်လေးရှိမယ်ဒီနေ့မှာခန္ဓာကိုယ်ကောင်းစားရှိရဲ့ဆုံးတင်းနေတဲ့တင်အားလေးတွေပြီးရော့သွားအောင်ပြုလုပ်ပြီးခဲ့တယ်အားလုံးကိုကျေးဇူးတင်ပါတယ်လက်လေးပွားလေးနှစ်ခုပူနေအောင်ပုတ်တယ်ရှူသွင်းတယ်ရှူထုတ်တဲ့လေးနဲ့တူတူပူနေတဲ့လက်ပွားလေးမျိုးလုံးလေးပေါ်ခုံးလေးပုံထားတယ်ဖြည်းဖြည်းချင်းမျိုးလုံးလေးဖွင့်ကြည့်တယ်ရှူထုတ်တဲ့လေးနဲ့တူNamaste ကျေးဇူးတင်ပါတယ်ရှင်